နေ့ကတော့ဖြိုးအိမ်မှာဝက်လက်တွေရှိလို့ဝက်လက်ကိုစီပြန်ဟင်းလေးချက်စားမှာဖြစ်ပါတယ်ထမင်းမိန်မဲ့ဝက်လက်ဟင်းလေးရပြီပေါ့နော်ဒါကတော့ကိုင်းခင်းခြင်းလေးတုပ်လေးပါတက်နေအားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ဖြိုးအိမ်မှာဝက်လက်တွေရှိလို့ဝက်လက်ကိုစီပြန်ဟင်းလေးချက်စားမှာဖြစ်ပါတယ်ကဲအရင်ဆုံးဒီဝက်လက်လေးတွေကိုပြုတ်လိုက်မှာပေါ့နော်ကဲတရေစုလောက်အရင်ပြုတ်လိုက်မှာပေါ့နော်ပြီးမှချက်ပါမယ်အခုလို့ဆူလာပြီဆိုရင်ဒီမှာထွက်လာတဲ့အမြုပ်လေးတွေမပါအောင်လို့ဖြိုးရဝက်သားတွေပဲတီးတန်းဆယ်ပြီးတော့ပြန်ချက်မှာပေါ့နော်သူကတင်းတင်းလေးဖြစ်သွားပြီတိတာကဲဒီဝက်သားလေးတွေကိုဖြိုးရရေအေးနဲ့ပြန်ဆေးမှာပေါ့နော်ကဲအခုလို့တန့်ပြီဆိုတော့ဝက်လက်ဟင်းစားချက်ပါတော့မယ်အရင်ဆုံးစီလေးထည့်ပါမယ်ကဲစီပူလာပြီဆိုရင်တော့ထောင်းထားတဲ့ကြက်သွန်ဖြူမီတဲ့ကိုစနွင်းမုံနဲ့အယောင်တမုတ်လေးထည့်ပြီးတော့စီတက်ပြီးမှာပေါ့နော်ဝက်လက်ကကြတော့လေစီတိတ်မထွက်ဘူးဆိုတော့ဖြိုးစီများများလေးတုံးထားတယ်ကဲစီတက်ထားတာလေးရပြီဆိုလို့ရှိရင်တော့ဖြိုးကအရသာလေးအရင်ထည့်မှာပေါ့နော်စားလေးထည့်ပါမယ်အချိုးမုတ်လေးနည်းနည်းထည့်ပါမယ်ကဲမှွေပြီးရင်တော့ဝက်သားထည့်မယ်ကဲရေမထည့်သေးပဲနဲ့ဖြိုးကဒီဝက်သားလေးလိုပဲအရင်ဆုံးစီလေးနဲ့နှိပ်မှာပေါ့နော်ကဲပြီးရင်တော့ဝက်သားလေးနူးအောင်လို့ရေနွေးလေးထည့်လိုက်မှာပေါ့နော်မြင်းမြန်းဆန်းဆန်းလွယ်လွယ်ကူကူနဲ့စီပြန်ဟင်းလေးပဲချက်လိုက်ပါမယ်ကဲပြီးရင်တော့အဖုံးဖုံးထားလိုက်ပါမယ်ကဲရေလေးတော့ခမ်းလာပါပြီအိုးစီပြန်နေပြီကဲဝက်သားလေးပုံနူးအောင်သူကနောက်တစ်ရေလောက်ထပ်ပြီးတော့ချက်အောင်ပါပေါ့နော်ကဲဒီတစ်ခါတော့ရေနည်းနည်းပဲထည့်လိုက်မယ်အိုးရှယ်ပဲပြို့ကဲဖြိုးရဲ့ဝက်လက်စီပြန်ဟင်းလေးကတော့လုံးဝထိမိမဲ့ပုံလေးဖြစ်နေပါပြီကဲရေလေးနည်းနည်းခမ်းအောင်ထပ်ဆောက်လိုက်ပြီးရင်တော့ရပြီပေါ့နော်ကဲအခုဆိုလို့ရှိရင်တော့မြန်မြန်ဆန်ဆန်နဲ့ချက်လုပ်ပြီးရဖြိုးရဲ့ဝက်လက်စီပြန်လေးရပြီဆိုတော့ထမင်းစားတော့မှာပေါ့နော်ဒီညနေတော့ထမင်းမိန်မဲ့ဝက်လက်ဟင်းလေးရပြီပေါ့နော်ကဲဒီနေ့ညနေစာလေးကတော့ဖြိုးရန်စားခြင်းနဲ့ဝက်လက်လေးကိုကိုယ်တိုင်ပဲမြင်မြန်ဆန်ချက်လိုက်တယ်ပေါ့နော်ပြီးသွားလို့ရှိရင်တော့ဒါကတော့ကိုင်းခင်းခြင်းလေးတုပ်လေးပါကဲဘိုက်လဲစားနေပြီခလေးလဲအိတ်တုံဆိုတော့တယောက်တည်းပဲကြိတ်တော့မှာစားပါတော့မယ်ကဲအတုံးကြီးပဲယူလိုက်တော့ရှယ်ပဲစီလေးပါနဲ့စမ်းလိုက်ရှယ်ပဲအရင်ဆုံးငပိရင်လည်းမစားသေးဘူးဟင်းအနှစ်လေးနဲ့စားကိုကောက်လိုက်တယ်မကြည့်ပါကဲစားကြပါအောင်ရှင်ဝက်လက်လေးနဲ့ဖြိုးတော့ကြိတ်တော့မှာအသားမနူးမအိတ်လေးဖြိုးလှုပ်ထားတယ်မိုက်တယ်ခေါ်လိုက်တာဖြိုးပါလေထမင်းစားရင်ငပိရတယ်မပါမဖြစ်ငပိကြိုက်တက်ကုန်နေဖြိုးတို့အိမ်မှာတိုးစရာမရှိကျက်သွန်နေတိုးတယ်ကျက်သွန်ဖြူတိုးတယ်အမ်းကြိုက်တယ်ဟုတ်တယ်အေးလို့ပါကိုချက်ထားလို့မင်းကောင်းလိုက်တာဝက်လက်ကလေအမေဝယ်တာတောဝက်ဆိုတော့လေသူတို့အမွှေးမီးမြိုက်တာလေချင်းမီးနဲ့လေရတယ်ဒါပေမဲ့အမွှေးတိတ်မပြောင်းဖြိုးဖဲ့တာလည်းဖဲ့လို့မရတော့အဲ့တော့အပေါ်ဘက်ဖြိုးမစားဘူးအမွှေးပါလို့တောဝက်သားမဆိုတော့ပိုကောင်းတယ်ဖြိုးချင်ပါတယ်ဒီဝက်လက်ကျတော့စပြုတ်လုံးနေကောင်းတယ်အသားများလို့ကောင်းတယ်
ညနေစာဘာနဲ့စားကြမလဲဖြစ်တော့ဝက်လက်ဟင်းကတော့သမင်းမိန်ပါခလေးကိုနှုတ်တိုက်လို့ရမလို့သမင်းစားအရန်တာပို့များတာပေါ့ပို့ပြီးတော့စားချင်တာခဏခဏစားကောင်းရကဲဒီနေ့ညနေစာအတွက်ပြောရတော့ဒါကိုရိုင်းကမန်ကလည်းချက်တဲ့ဝက်လက်စီပြန်ဟင်းနဲ့ထမင်းစားမိန်ပါပြီပေါ့နော်ပြောလို့ပဲစားခြင်းနဲ့ဆိုလို့ရှိရင်အမြန်ချက်နေနေလိုက်ပဲချက်စားကြည့်ကြနော်နောက်တော့ကြာလို့ရှိရင်တော့ပြိုပါချက်ပြပြီးဘာစားပြအောင်မလဲဆိုတော့ဆက်လက်ဆက်မကြည့်ပေးကြပါဦးရှင်တက်တာ